Hello အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးခြင်းနဲ့ speaking pattern လေးကတော့တခုခုကိုလုပ်ဖို့မဆောင်ဆိုင်နိုင်တော့ဘူးအရန်ကိုစိတ်ဆန္ဒပြင်းပြနေပြီဆိုတော့အခါမျိုးမှာI can't wait to play but one pattern လေးကိုသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော် Okay example center Okay ငါကွန်ပျူတာဝယ်ဖို့အတွက်မဆောင်နိုင်တော့ဘူးငါအရန်ကွန်ပျူတာဝယ်ချင်နေပြီ Okay I can't wait to buy a computer ငါမိသားစုကိုတွေ့ဖို့အတွက်ငါမဆောင်နိုင်တော့ဘူး I can't wait to see my family အဓိပ္ပာယ်ကငါမိသားစုငါအရန်တွေးချင်နေပြီဆိုတဲ့ဟာမျိုးเนาะအဓိပ္ပာယ်ကတော့ Okay ငါကမ်းခြေကိုသွားဖို့အတွက်မဆောင်နိုင်တော့ဘူး I can't wait to go to the beach Okay ငါတငယ်ချင်းကိုတွေ့ဖို့အတွက်ငါမဆောင်နိုင်တော့ဘူး I can't wait to see my friends dinner စားဖို့အတွက်ငါမဆောင်နိုင်တော့ဘူး I can't wait to eat dinner Okay ငါစပိန်စီးဖို့အတွက်မဆောင်နိုင်တော့ငါစပိန်ရမ်းစီးချင်နေပြီပေါ့เนาะ I can't wait to ride a bike Okay ငါဂိမ်းကစားဖို့အတွက်မဆောင်နိုင်တော့ဘူးငါဂိမ်းရမ်းကစားခြင်းပြီဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะ I can't wait to play the game Okay အဲ့တော့တခုခုကိုလုပ်ဖို့မဆောင်နိုင်တော့ဘူးငါအရန်ဒီဟာကိုအရန်လုပ်ချင်နေပြီဆိုတဲ့အဓိပ္ပာယ်အခါမျိုးမှာ I can't wait to play but one pattern လေးကိုသုံးပြီးတော့ပြောလို့ရပါတယ် Thank you